ဒီကနေ့ကျုပ်ဟောမဲ့ဇတ်ထုတ်ကလေးမီတိတ်တတဘာရဆိုတဲ့ဇတ်တော်ကြီးကိုဟောလေးမီတိတ်တတဘာရမှတ်ထားနော်လေးမီတိတ်တတဘာရတဘာရဲနဲ့လေးမီသောတိတ်တကိုရတဲ့နာမည်ပရိသတ်စရပါစို့ကျွတ်တို့သုံးလောကထိုထသဖြင့်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည်သာဝဋ္ဌိပြည်ဇေရဝံကျောင်းတော်မှာတည်သုံးတော်မူခြင်းအခါအညာဟိလာဘုပဏိတအစရှိသောဒေသနာတော်ကိုမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးလေးမီတိတ်တတဘာရသောခုနှစ်အရွယ်သာမဏေငယ်လေးကိုအကြောင်းပြုပြီးတော့ဟောပါတယ်ဒီဒေသနာဇာလန်းကဘယ်မှာဖြစ်တယ်လဲလို့ဆိုတော့ကျွတ်တို့ရာဇဂိုမှာဖြစ်ပါအဲ့ဒီရာဇဂိုမြို့မှာကျွတ်တို့မဟာသေနဆိုတဲ့ပုံနာကြီးရှိပေးတာကြီးဘယ်သူတဲ့တုံးမြို့အဲ့ဒီမဟာသေနပုံနာကြီးသည်အတော်လေးဆင်းရဲသွားတဲ့အချိန်ပေါ့မလှူတိုင်းမတတ်နိုင်တဲ့အချိန်မှာဖြစ်သွားဒီလိုမဟာသေနတထေးကြီးပုံနာကြီးဆင်းရဲနေတဲ့အချိန်ခါမှာကျွတ်တို့သုံးလောကထိုထသဖြင့်မြတ်စွာဘုရားဤလက်ရတော်ရာဤမြအယမဧတရရတော်မူသောရှင်သာရိပုတ္တရာကိုရောမြတ်ကြီးသည်မဟာသေနပုံနာကြီးအိမ်ရှိသို့ဆွမ်းရတော်မူပါလေတရားတရားရှိတဲ့ပုဂ္ဂိုလ်များကမလှူနိုင်ရဲ့အလွန်ဆင်းရဲအော်ငါလှူခြင်းလိုက်ပါပြီမလှူတောင်းလိုက်ရပါလားငါလှူခြင်းနာမလှူနိုင်ပါလားရဲ့လို့တရားတရားရှိတဲ့ပုဂ္ဂိုလ်ကမလှူရရင်ဆင်းရဲအလှူကံပုဂ္ဂိုလ်ကိုအပြစ်တင်ရိုးထုံးတာမရှိဘူးတဲ့ဗျမှန်တော့သေသေးချာချာဘုန်းကြီးပြောတဲ့စကားလုံးလေးအလှူကံပုဂ္ဂိုလ်ကိုအလှခံနိုင်ရန်ကိုရဲ့လို့အပြစ်မတင်ကြပဲနဲ့အော်ငါလှူခြင်းလိုက်ပါပြီငါလှူခြင်းနာမလှူနိုင်ပါလားငါလှူခြင်းနာမလှူရပါလားလို့အဲ့တလူပဲတရားနာပိဿစိတ်ဆင်းရဲပါတယ်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြွလာတယ်ဆိုရင်ပဲအော်ကြည်စမ်းမရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြွလာပြီငါမလှူနိုင်ဘူးမလှူနိုင်မဲနဲ့ဒီမျက်နှာကြီးရှင်သာရိပုတ္တရာကိုရောမြတ်ကြီးပြရန်ခက်လာပါပြီသူ့မျက်နှာမပြရဘူးတဲ့တရားနာပိဿမျက်နှာမပြရတော့မဟာသေနပုံနာကြီးပုံးတယ်ရှက်လွန်းလို့မလှူရမှာကိုရှက်လွန်းလို့တရားတရားရှိတဲ့ပုဂ္ဂိုလ်များကတော့ဒီတိုင်းမှာတရားတရားမရှိတဲ့မိန်းမများကြတော့လေတဲဟမကြဘူးမြုံကရှေးတုန်းကကိုရင်လေးတစ်ပါးအဲ့ဒီမိန်းမပြောတဲ့စကားယုံမှားပြီးတော့ငရုတ်ကြွေရံဘေးကြောင့်ကိုရင်လေးထွက်ပြေးရတယ်ဆိုတာကြားဘူးမှာပေါ့တခါကြီးတယောက်ကကိုရင်လေးတစ်ပါးလမ်းတွေ့တော့ကိုရင်ဖျားတပည့်တော်တို့အိမ်ကြွပါဗျာလိုက်ခဲ့ပါဗျာပြင့်သွားပြီးတော့ဟဲ့ငါကိုရင်လေးတစ်ပါးပြင့်လာဟဲ့နေ့စဉ်ထိုင်ကိုယ်တော်ဖြစ်နေဆုံးလောင်းတော့အဲ့ဒါလို့မှားတယ်တခါကြီးရှေ့တော့ဒကမာကြီးကဘာမှမပြောသေးဘူးတခါကြီးလည်းအပြစ်မဲ့ထွက်သွားရောစိတ်ထဲကကြည်ဆောင်မှတော့သူကတော့ပါဇက်ကဖယားလက်ကကာယချဲ့ပြုတ်တော့ဒီကကောင်မကဆိုရင်တစ်ခွက်လောင်းရလွယ်တယ်ထင်လို့သူပြင့်လာစားသူမှာကောင်းတော်လဲထောင်းသူမှာညောင်းလာတယ်ဆိုသလိုရှိစီအောင်တော့ဒီလိုနဲ့ဒကမာကြီးကအတော်လေးတရားတရားကင်းတာကိုပြိဿတနေ့ကနိုင်ကြတော့ကိုရင်လေးကကြွအလာဒကမာကြီးကမိဖို့တဲ့ငရုတ်သီးထောင်းနေကြငရုတ်စီကမျက်စီထဲဝင်တော့မျက်ရည်တွေကြားလို့ဒကမာကြီးမျက်စိပွတ်ဟာဒကမာကြီးဘာဖြစ်တာတော့မြမလေးမပြောပါနဲ့ကိုရင်တကာကြီးပေါ့ဟင်ဘာလို့လို့ဒကမာကြီးရဲ့ကိုရင်တကာကြီးအတော်ဆိုးတာသူ့လက်ထဲသာဟောဒီငရုတ်ကြွေရောက်ရင်လေရိုက်တာပဲဗျာဒီပြီးတော့ခုငရုတ်ကြွေနဲ့ရိုက်လို့ခေါင်းကိုက်ဆိုင်ကြနေပါတယ်ဗျာတရားတရားမရှိတဲ့မိန်းမကိုရင်လေးလီဆယ်ပြီးတော့မာယာပရိရဲ့စကားနဲ့ရှောက်ထားလိုက်
ဒကမကြီးရဲ့တကာကြီးသဘောကောင်းပါတယ်ဒီလိုဟုတ်မထင်ပါဘူးမလေးအပေါ်ရရွှေမုံချင်းအထင်းကရွှွရုပ်ခံကိုတော့တကာကြီးကလေဟောဒီငရုတ်ကျဝေသာသူ့လက်ထဲရောက်ရင်ကိုရင်တော့ဖုန်ကြီးတော့ဘာမှမရှောင်ဘူးပြရိုက်တာပဲကိုရင်လေးကစဉ်းစားတယ်ဩတကာကြီးလူရိုးစိတ်တို့ဆိုတာဟုတ်ချင်လည်းဟုတ်နေပါလေကိုရင်လေးကလည်းအဟုတ်ထင်ပြီးတော့ပြန်သွားကိုရင်လေးပြန်သွားတကာကြီးကရောက်လာဟာငါကိုရင်လေးကြွမလာဘူးလားတော်သားမှာတော့ကိုရင်အကြောင်းဟဲ့ဘာဖြစ်လို့လို့ဘာပြောရမလဲတော့ဒီငရုတ်ကျဝေတစ်ချောင်းရှိတာဒါဒီငရုတ်ကျဝေမရမကဇွတ်လူခံနေကိုရင်တကာကြီးလာမှခုတ်ပြီးတော့အလှခိုင်းမှမယ်ဆိုတာမရဘူးဇွတ်လူခံတာထောင်းရင်မို့လို့ကျုပ်ကမလှလိုက်တာလေအဲ့ဒါစိတ်ကောက်ပြီးပြန်သွားတယ်တော့မိုက်ပါဟာငရုတ်ကျဝေထခုတ်ရတဲ့ကိစ္စကြီးပေးငါလိုက်လူမယ်တွေ့တော့မယ်ငရုတ်ကျဝေနဲ့ရတော့ငရုတ်ကျဝေကြီးကင်ပြီးတော့လိုက်သွားတယ်ကိုရင်ရပါအောင်ဖယားရပါအောင်ဖယားဟောတွေ့ဆိုရင်လိုက်လာပြီငရုတ်ကျဝေကြီးနဲ့ကိုရင်လေးတော့ကြောက်သွားတယ်ကိုရင်ရပါအောင်ဖယားငရုတ်ကျဝေပြလေကိုရင်ကပြေးလေပြေးရောပေါ့ဒကမာကြီးကပြောထားတာငရုတ်ကျဝေသာကင်ပြီးရင်ကိုရင်တော့ဦးစင်းတော့မရှောင်ဘူးလို့ပြောထားတာကိုရင်လေးရပါအောင်ဖယားငရုတ်ကျဝေပြလာမလေးသားနဲ့တော့ဟာငရုတ်ကျဝေကြီးနဲ့ဇွတ်ပြေးတာတရားနာပြေးတာတင်ပါနဲ့ဘဝနဲ့တသားရင်းနေအောင်ဒါကြောင့်တရားတရားမဲ့တဲ့ပုဂ္ဂိုလ်များကြတော့အဲ့ဒီလိုသာသနာမှာဆင်းရဲအောင်ဒုက္ခပေးတတ်ကြပါလေအခုတရားတရားရှိတဲ့မဟာသေနာကြီးကြတော့ဒီလိုဟုတ်ရဲ့လားပြေးတာပြေးတာကြီးဒီလိုဟုတ်ရဲ့လားမဟုတ်ဘူးဒါကြောင့်တရားနာပြေးတာသာသနာပြုတဲ့နေရာမှာခမည်းတော်ကလည်းမျက်နှာမလိုက်ကြနဲ့ကျုပ်လည်းမျက်နှာမလိုက်ပါဘူးဘာဖြစ်လို့လို့ဆိုတော့မျက်နှာလိုက်ရင်မောရတယ်ကျုပ်ခုသာသနာပြုတဲ့နေရာမှာဘယ်မြို့ကအကူအညီတောင်းကျုပ်ပေးပါတယ်ခုရန်ကုန်မြို့ဟောခဲ့ရတဲ့တရားပွဲအကူအညီကြီးပဲအခုသွားရအောင်မယ်ကျုံမငေးဝါခင်မလက်ပုတ္တာကျုပ်ဒီကပြန်ရင်နတ်မောက်ကနေပြီးတော့ညောင်လေးပင်ကနေပြီးတော့ရန်ကုန်ဂုတ်တလိတ်ကနေပြီးတော့ဟိုဘက်ထွက်သွားပြီဝါခင်မတို့ကျုံမငေးတို့မြောင်မြတို့လက်ပုတ္တာတို့ကျုပ်ပြသူလာပြီကျော်မှာကြောင်းပြန်ရောက်အဲ့ဒါအကူအညီတွေများပါတယ်ပြိဿအကူအညီများတဲ့နေရာမှာမြည်ပြီးရတော့အကူအညီပေးတယ်မြည်ပြီးမြို့ကြတော့အကူအညီမပေးဘူးကျုပ်မရှိပါဘူးအဲ့ဒါလို့ဆိုရင်ကျုပ်မျက်နှာလိုက်ရရောက်မယ်ပေါ့မျက်နှာလိုက်ရင်မောတတ်ပါတယ်ပြိဿခင်ဗျားတို့လည်းလှူတဲ့နေရာမှာလှူတဲ့ဒါနသည်ကိုယ့်အတွက်ဖြစ်ပါဆုံးရှုံးမဲ့ပစ္စည်းမဟုတ်ပါဘူးပြန်ရမဲ့ပစ္စည်းကြိုးစားပြီးတော့လှူကြတို့ဒီနေ့လဲလှူမယ်နှစ်ဖြင့်ကလည်းလှူမယ်ကျန်ဒီကဆရာတော်เจ้าမှာပိုးလှူမယ်ဒီလိုမလုပ်ပါနဲ့ဘယ်ကိစ္စမျိုးမဆိုသာသနာရေးနဲ့ပတ်သက်ရင်မျက်နှာလိုက်ရင်အမတန်မောတတ်ပါပြောရအောင်မယ်ဒီမောတဲ့အကြောင်းစက်မိလို့ပါဇတ်ထုတ်ကလေးအစနည်းနည်းလေးစက်မိတဲ့ခါပြောရတာပေါ့ကြည့်လေတရားနာပိဋကကျွတ်တို့ဘုန်းကြီးတစ်ပါးအဲ့ဒီဘုန်းကြီးတစ်ပါးကအကောင်းကြိုက်စားတဲ့တောက်တဲ့နေရာမှာဘယ်တော့ပြဘယ်တကာလာပြင့်သူကဆုံးဟင်းမေးနောက်တကာတယောက်ဆုံးသားလာပြင့်အေးမင်းဆွမ်းသားပင်တာတော့ဟုတ်မင်းမဟင်းနဲ့ကမှတော့ကွာရှင်ဗျာတပည့်တော်ကတော့ဆင်းရဲသားကိုဗျာဝက်သားကြက်သားတွေလည်းရှင်ဗျာတို့စားခဲ့ရတာများပါပြီဗျာတပည့်တော်ဒီကနေ့ချင်းမောင်ဟင်းနဲ့ကမှလို့ဗျာအေးမင်းမနှက်ဖြင့်ကမှမဟုတ်လားကျမဗျာဒီကနေ့လာပင်တာမနှက်ဖြင့်ကချင်းမောင်ဟင်းနဲ့ကမှလို့ဗျာဒီကွယ်ကချင်းမောင်ဟင်းနဲ့တခါအေးပြေတော့ကောင်းမှာကွာဘုန်းကြီးချင်းမောင်ဟင်းနဲ့ဆုံးပင့်တာလက်ခံထားလိုက်ချင်းမောင်ဟင်းတကလည်းပြန်သွားရောဝက်သားနဲ့ကမှတကရောက်ချစ်ခိုးမင်းပါတော့ဟိရှင်မရလက်ဖြင့်ကဆောင်းဖုံးပေးဖို့လာပင့်တာဗျဟေးမင်းပါဟင်းနဲ့ကပ်မှာဒီတော့လက်ဖြင့်ကဝက်သားဟင်းနဲ့ကပ်မှာဗျဘုန်းကြီးကောင်းကြီးသွားဒုက္ခရှင်မောင်ဟင်းကအရင်ဥသွားဒီကောင်တဲနောက်ကြကူစောလာရင်ဟန်ကြအေးလိုက်တာပေါ့ကွာလိုက်တာပေါ့ဝက်သားလည်းသူလက်ခံလိုက်တာပဲလက်ခံပြီးညကြဘုန်းကြီးအိတ်မပြောဘူးဘယ်အိပ်ပြောမလဲပြေးတာချင်းမောင်ဟင်းနဲ့ဝက်သားနှစ်ပန်းလုံးချင်းမောင်ဟင်းထန်လိုက်ပြန်ရင်လည်းဝက်သားကလက်လွတ်တော့မယ်ဝက်သားထန်လိုက်ပြန်ရင်လည်းချင်းမောင်ဟင်းကမျက်နှာလိုက်တယ်လို့ဆိုတော့မယ်ဘုန်းကြီးချင်းမောင်ဟင်းနဲ့ဝက်သားနှစ်ပန်းလုံးနဲ့တညလုံးအိပ်မပြောဒီလိုနဲ့မနဲ့ကြတော့ဆွမ်းသားလာပဲဘုန်းကြီးကိုလာထောက်ပြန်တော့လေချင်းမောင်ဟင်းတကာကအရင်ရောက်
ဒုက္ခပဲဒီချင်းမောင်ဟင်းကတဲဝရိယကောင်းရှင်မရကြွတော့ဗျအေးကြွတော့ကွာကြွတော့ပေါ့အမျက်နှာတေးဦးမယ်ကွာမျက်နှာတက်တာနာယူဝက်လောက်ဝက်သားတကစောင်းမျက်နှာတက်ပြီးရှင်မရကြွတော့ဗျအေးနေပါကွာသင်္ကန်းလဲပါဦးမယ်သင်္ကန်းဝဲတာကသင်္ကန်းလဲတာက10မိနစ်လောက်ကြွတော့ဗျနေအောင်ကမင်းဆုံးကတ်မယ်ဆိုလို့ငါဝန်းလို့စိတ်စားတာနေပါကွာငါကုတီခဏပြေးပါဦးမယ်ကုတီတက်တနာရီလောက်ကြာဘာမှမဟုတ်ဘူးဝက်သားတကလာအောင်သူစောင့်နောက်ကုတီကပြန်လာတော့ဝက်သားတကရောက်ဆက်မေးပါတော့ဟဲ့ဟောဗျာရှင်မရမနေ့ကတော့တပည့်တော်ပင့်ထားတာသောက်ကုန်ပေးဖို့လေအေးတဲ့ခက်တာပဲကွာငါကလည်းတတိကအသက်ကကြီးတော့မေ့လာပြီကွာနှစ်ဦးဖြစ်နေခွကြဒီကောင်လည်းဆွမ်းသားလာပြီနာအေးမေ့လည်းငါပေးလိုက်တယ်သူ့လည်းငါပေးလိုက်တယ်ခွကြတာပဲကွာဘယ်သူရှိမှအရင်လိုက်လို့မကောင်းဘူးဟာကဲဒီလိုလုပ်ကြပါကံပေါ့မင်းတို့တိုင်တဲ့ဘက်ငါလိုက်ရော့မင်းကဒီလက်တစ်ဖက်ကဲရော့မင်းကဒီလက်တစ်ဖက်ကဲဆွဲကွာပါတဲ့ဘက်ငါလိုက်ဘုန်းကြီးကမျက်နှာလိုက်လို့မကောင်းဘူးဆိုပြီးအဲ့ဒါလို့အဆွဲခိုင်းတော့ချင်းမောင်ဟင်းတကာကအားကောင်းဘုန်းကြီးချင်းမောင်ဟင်းဘက်ပါသွားဘုန်းကြီးကချင်းမောင်ဟင်းတကာနည်းနည်းမျက်စောင်းထိုးဒီကောင်ချင်းမောင်ဟင်းစားလို့များအားကောင်းတယ်နောက်ဘုန်းကြီးကမဟန်ဘူးဝက်သားတော့လက်လို့မခံဘူးဆိုပြီးချင်းမောင်ဟင်းတကာပဲခြေတော့ကလေးကန်ပြီးဝက်သားပဲကိုရင်းပြီးတော့ကူယုံဝေးဒီတော့ချင်းမောင်ဟင်းတကာကမြင်ပြီတန်တော့ဒီဘုန်းကြီးသိမှာဟာဘုကောင်ဝက်သားနဲ့ကတ်မယ်ဆိုတာလည်းငါသိတယ်သူလည်းသိမှာသူလည်းဆွမ်းကတ်မဲ့လူတိုင်းမေးတာဟင်းကောင်းတော့ကြိုက်တဲ့ဘုန်းကြီးမပြေဘူးခုဟိုဘက်ကန်ယုံပေးကဲဂျလောက်မျက်နှာလိုက်တဲ့ဘုန်းကြီးမထူးဘူးဆိုပြီးတော့ချင်းမောင်တကာကချင်းမောင်ကိုကပြန်၍ဝက်သားထန်ခြေကန်ယုံနဲ့သွားတော့ဖုံဖုံဆိုတွန်းလှော်လိုက်တချို့ကဒီနေရာကိုသွားတော့ကတုံးနဲ့ကျုပ်ကတော့ဖုံဖုံမဲ့သုံး